အမေကတော့အခုမှပထွေးရဲ့စိတ်အမှန်ကိုတီး၍ပပထွက်ပြေးနိုင်အောင်ပထွေးရဲ့ခြေထောက်ကိုဆွဲထားတဲ့ချိန်ပထွေးကကန်လိုက်၍အမေကမေ့လဲသွားတယ်အဲကြောင့်ပပလေးကျိုးတွေကိုရအောင်ဖြုတ်ပြီးပထွေးကိုတွန်းလိုက်၍အမေကိုတွားခေါ်နေတယ်အဲချိန်မှာပထွေးကပပစီဖြည်းဖြည်းချင်းလမ်းလျှောက်လာပြီးဘောင်းဘီချုံမလို့ပြင်နေတဲ့ချိန်တထေးသားကရောက်ရှိလာတော့ပထွေးကဘောင်းဘီအမြန်ပြန်ဝစ်ပြီးခွင့်လွှတ်ပေးဖို့တောင်းဆိုနေ၍တထေးသားကကန်လိုက်ပြီးခေါ်ထုတ်သွားခိုင်းလိုက်တယ်တထေးသားကပပရဲ့အမေကိုဆေးရုံပို့လိုက်ပြီးပပကိုလေးချီသွားလိုက်တယ်ပြီးတော့ဆရာဝန်စီကနေပပအမေရဲ့ကလေးကကြာသွားပြီဆိုတာလေးကြားရ၍အမေလေးပပကိုမယုံကြည်ခဲ့၍တောင်းပန်နေတယ်ပြီးတော့သူထေးသားကပပရဲအမေကိုအကောင်းဆုံးဆရာဝန်တွေနဲ့အထားပြီးပပကိုအိမ်မှာသွားနာနေခိုင်းပြီးတထေးသားကတော့ပထွေးကိုမှတ်ရလောက်အောင်ပြန်ဆုံးမလိုက်ပြီးလက်ထောက်ကိုလက်တွေခြေထောက်တွေချိုးခိုင်းလိုက်ပြီးပြစ်ခိုင်းလိုက်တယ်တထေးသားရဲ့အမေကတော့တထေးသားစီမှာမိမရှိပြီးဆိုတာကြားရ၍လာကြည့်မလို့လာတဲ့ချိန်တူမလေးစီကနေပပကဒုက္ခရောက်ဆိုပြီးကြားရ၍အရန်စိတ်ပူပြီးဝင်သွားတော့ပပနဲ့တထေးသားကနမ်းမလို့လုံနေတာကိုတွေ့ရလိုက်တယ်လန့်သွားပြီးတော့ရောက်ခမကပပကသူ့ရဲ့ချွေးမပါဆိုတာကြားရတော့အရန်ပျော်ပြီးတခါတည်းသူတို့ရဲ့မျိုးရိုးစဉ်ဆက်လက်ကောက်ကိုပပကိုပေးလိုက်ပြီးတထေးသားနဲ့ပပကလေးအမြန်ရအောင်သူတို့ကအမြန်ပြန်ထွက်သွားပေးလိုက်ကြတယ်ပြီးတော့တထေးသားရဲ့အမေကထိုမင်းကလေးကိုသူ့သားမှာမိမရှိပြီးဖြစ်၍နောက်ဆိုရင်မလာတော့နဲ့ဆိုပြီးပြော၍ထွက်သွားခိုင်းလိုက်တော့ထိုမင်းကလေးကပပကိုမကျေးနဲ့၍လူငါပြီးပပရဲ့ဘဝကိုဖျက်ဆီးခိုင်းလိုက်တယ်အဲကြောင့်အဲလူတွေကပပရဲ့အရက်ထဲတွေတခုခုထည့်ထားပြီးပပကိုတောက်ခိုင်း၍ကြံစည်မလို့လောက်တာနဲ့ပပကရတဲ့နီးနဲ့ထွက်ပြေးသွားတယ်အဲချိန်မှာတထေးသားလေးဘေးခန်းမှာပဲအရက်တောက်နေတဲ့ချိန်ထိုမင်းကလေးကရောက်ရှိလာတော့ဘသူမှဂယုမဆိုင်လို့သူကမကျေးနဲ့ဖြစ်နေတယ်တထေးသားကတော့ပြန်သွားမလို့လောက်တာနဲ့ပပရဲ့အတန်ကြားလိုက်ရလို့ဖြစ်၍ထွက်ကြည့်တော့ကုတီပဲပပဖြစ်နေတယ်ထိုလူတွေကလေးတထေးသားကိုတွေ့တာနဲ့ကြောက်၍တူးထောက်တောင်းပန်နေကြပေမဲ့အဖမ်းခံရလိုက်ပါတယ်ပြီးတော့တထေးသားကလက်ထောက်ကိုဘသူခိုင်းတဲ့အကြောင်းစုံစမ်းခိုင်းလိုက်တယ်ပပကတော့ဆေးကြောင့်တထေးသားကိုနမ်းလိုက်၍သူတို့နှစ်ယောက်ကဟိုဟာဖြစ်သွားတယ်နောက်မနက်ရောက်တော့တထေးသားကပပကိုလှုပ်ကြံခိုင်းတဲ့လူကိုရှာတွေ့၍တွားကြည့်နေတယ်အဲချိန်မှာတငယ်ချင်းကပပစီရောက်လာလို့ပပလေးတငယ်ချင်းကိုတထေးသားကိုချစ်မိသွားပြီးကြောက်ပြောပြနေတဲ့ချိန်တရင်ထဲမှာထိုမင်းကလေးကလှုပ်ကြံမှုကြောင့်ထောင်ကျသွားပြီးဆိုတာကြားရ၍တငယ်ချင်းကပပကိုတထေးသားကမင်းအတွက်ကလေးစားချီပေးတယ်ဆိုတော့သူချစ်နေတဲ့လူကမင်းများလားဆိုပြီးသူတို့နှစ်ယောက်ကတထေးသားချစ်ပြီးတင်ထားတဲ့ပုံကဘသူဖြစ်ကြောင်းတွားကြည့်နေတယ်အဲချိန်ကျမှတထေးသားတစ်ချိန်လုံးချစ်နေတဲ့လူကပပဆိုတာအခုမှသိရလိုက်၍အံ့ဩနေတဲ့ချိန်တထေးသားရောက်လာလို့တငယ်ချင်းကပြန်သွားလိုက်တယ်ပြီးတော့သူထေးသားကပပကိုဆွဲလိုက်ပြီးသူတစ်ချိန်လုံးချစ်နေပြီးသူအရန်ချစ်တဲ့သူကပပဖြစ်ကြောင်းနောက်တစ်ခေါက်ပြန်ပြောပြပြီးသူတို့နှစ်ယောက်ကအရန်ကြည်နူပြီးတထေးသားကပပကသူ့ရဲ့တရားဝင်မိန်းမဖြစ်ကြောင်းအားလုံးကိုပြချင်လို့မင်္ဂလာပွဲကိုကျင်းပမှလို့စီစဉ်လိုက်တယ်အဲချိန်မှာပပထန်တို့အမေစီကနေပပအပေါ်မယုံကြည်၍မှားခဲ့အမားတွေအတွက်တောင်းပန်ပြီးနောက်တာတွေရတဲ့စာရောက်ရှိလာပြီးပပကိုပျော်ရွှင်သောမင်္ဂလာပွဲဖြစ်ပါစေဆိုပြီးဆုတောင်းပေးတဲ့စာရောက်လာလို့ပပလေးဝမ်းနေစွာဖြစ်အမေကိုထွက်ရှာတော့အမေကအရန်ဝမ်းနေစွာဖြစ်အဝေးကနေပဲကြည့်နေပြီးထွက်သွားလိုက်တယ်ပြီးတော့ပပကသတို့သမီးဝစ်စုံနဲ့အလှပြင်နေတဲ့ချိန်တငယ်ချင်းထွက်သွားလိုက်တာနဲ့ထိုမင်းကလေးကရောက်ရှိလာပြီးပပကိုမကျေးနဲ့၍အဆုံးစီရင်မလို့လောက်တာနဲ့အမေရောအသက်နဲ့ရင်ပြီးကာကွယ်ပေးပြီးတထေးသားရောကာကွယ်ပေးလိုက်တယ်ပြီးတော့တထေးသားကထိုမင်းကလေးကိုရဲစခန်းပို့ခိုင်းလိုက်၍အမေရောသမီးစီကနေဘယ်တော့မှထွက်မသွားတော့ပဲပပနဲ့တထေးသားလေးနောက်ဆုံးတော့အရန်ပျော်ရွှင်စွာဖြစ်မင်္ဂလာဆောင်ပြီးညှားသွားကြပါတယ်ကဲဆယ်လန်ကတော့ပြီးဆုံးသွားပါပြီ